ကိုယ့်အသက်ကိုယ်တော်မငဲ့ပဲအစိတ်ရှိတဲ့ဆေးကိုလူတောက်လိုက်တဲ့ဒီမိန်းကလေးရဲ့နောက်ွယ်မှာဘလို့ရိုးဝက်ချက်တွေရှိနေမလဲအကိုဖြစ်သူယူလာပေးတဲ့ဆေးကိုတန်တရားဝင်ပြီးချိုးယွန်တယောက်ချက်ချင်းလူတောက်လိုက်တဲ့အခါအားလုံးထိတ်လန့်သွားကြပါတယ်ဒါပေမဲ့ဒါဟာသူတို့နှစ်ယောက်ကြားကကံကြမ္မာအလှည့်အပြောင်းရဲ့အစပြုခြင်းပဲဖြစ်ပါတယ်တကယ်တော့ချိုးယွန်ဟာထူးခြားတဲ့လင်းလီစွမ်းအားရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ပျောက်ဆုံးနေတဲ့လင်ကန်းကိုရှာဖို့အတွက်ချင်းရွေးဆိုတဲ့အမျိုးသားစီကိုတမင်ချစ်ကပ်ခဲ့တာပါချင်းရွေးကလည်းသူ့ရဲ့ယောဂပျောက်ဖို့ချိုးယွန်ကိုဆေးလူသားတစ်ယောက်လိုသုံးပြီးလေဘင်းကိုကိုက်ကာစွမ်းအားတွေစုပ်ယူလေးရှိပါတယ်ဒါပေမဲ့မထင်မှတ်ပဲသူတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေစတင်အမြင့်တွေလာခဲ့ပါတယ်အမြဲတမ်းအေးဆက်လုံးတဲ့ချင်းရွေးကချိုးယွန်အတွက်ကိုယ်တိုင်ကိုယ်ကျစတိတ်အမဲသားတောင်ချက်ပေးလာတဲ့အထိတောင်းလဲလာတာပါချိုးယွန်လည်းသူ့ရဲ့ကြည့်ဆိုင်မှုကိုမြင်ပြီးအန်အော်ဝမ်းသာဖြစ်နေတော့မှပဲမဖိတ်ခေါ်ပဲရောက်လာတဲ့ချင်းရွေးရဲ့အကူကြောင့်အခြေအနေတွေတင်းမာသွားခဲ့ပါတယ်အကိုဖြစ်သူကဖခင်ဖြစ်သူစီကဆေးဆိုပြီးယူလာပေးပေမဲ့ချိုးယွန်ကဆေးထဲမှာအစိပ်ပါနေတာကိုချက်ချင်းရိပ်မိသွားပါတယ်ချင်းရွေးကိုကာကွယ်ဖို့အတွက်ဆေးကိုလူတောက်ပြလိုက်ပြီးသူ့ရဲ့လင်းလီစွမ်းအားနဲ့အကိုဖြစ်သူကိုပညာပေးကမောင်းထုတ်လိုက်ပါတော့တယ်မင်းကလူကောင်းမဲကိုဘာလို့အဲ့ဒီဆေးကိုတောက်ရတာလဲလို့ချင်းရွေးကစိုးရိမ်တကြီးနဲ့ပွေ့ပတ်ပြီးမေးတဲ့အခါချိုးယွန်ကရှင်မရှိတော့ရင်ကျမရဲ့လင်ကန်းကိုဘယ်လိုရှာမလဲလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ရင်ကုန်တန်တွေဟာပိုပြီးနီးကပ်လာခဲ့ပါတယ်ချိုးယွန်ဟာချင်းရွေးရဲ့စိတ်ကိုပိုပြီးဖန်ဆားနိုင်ဖို့အတွက်ရေချိုးပြီးနောက်သူ့ရဲ့အင်ဂျီအဖြူပွားပွားကြီးကိုတမင်ဝစ်ဆင်ပြီးမြားခေါ်ပါတော့တယ်ချင်းရွေးကအဝစ်စားလဲဖို့စူပူပေးမဲ့လဲသူမရဲ့သပင်တွေကိုတစ်ဖက်နဲ့အသားရတုပ်ပေးရင်းကျင်နာမှုတွေကိုပြသခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲချင်းရွေးရဲ့ဆိတ်ဆက်ထားသူဂျိုးအန်ချီရောက်လာပြီးချိုးယွန်ကိုအင်ဂျီချုပ်ဖို့အတင်းကျပ်လှုပ်လာပါတယ်ချိုးယွန်ကလည်းအလျှော့မပေးပဲသူ့ရဲ့စွမ်းအားနဲ့ခြေတိုးလဲပစ်လိုက်ပြီးချင်းရွေးကလည်းဂျိုးအန်ချီကိုအိမ်ပေါ်ကနေနှင်ထုတ်လိုက်ပါတယ်ဂျိုးအန်ချီထွက်သွားပြီးနောက်မှာတော့ချင်းရွေးရဲ့ယောဂကပြန်ထလာပြီးရင်ဘက်ကိုဖိကလဲကျလူနီးပါဖြစ်သွားပါတယ်ချိုးယွန်ကသူ့ကိုထိမ့်ပေးထားရင်းနဲ့ချင်းရွေးကသူမရဲ့လေဘင်းကိုထပ်မံကိုက်ပြီးအားအိမ်တွေဆုပ်ယူလိုက်ရပြန်ပါတယ်ဆက်ရှိန်အမြင့်ဆုံးညစာစားပွဲမှာတော့ချင်းရွေးရဲ့ဖခင်ကဓာတ်တလက်နဲ့ရောက်လာပြီးဒီလိုအဆင်မရှိတဲ့မိန်းမကိုအိမ်ထဲအထိခေါ်လာရသလားလို့ဒေါသတကြီးအော်ဟစ်ပါတော့တယ်ဒါပေမဲ့ချင်းရွေးကချိုးယွန်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီးသူကကျွန်တော်လူပဲလို့အားလုံးရှိမှရဲရဲဝံ့ဝံ့ကြီးညာလိုက်တဲ့အခါမှာတော့သူတို့ရဲ့အချစ်ခီးလန်းဟာပိုပြီးကြမ်းတမ်းတဲ့စင်ခုံမှုတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ငါကဆေးလူသားတစ်ယောက်ကိုဘလို့လှုပ်ချင်မှလဲသူမကငါအတွက်တွေးလူပန်နဲ့ကုသရေးကိရိယာတစ်ခုပဲလို့ပြောလိုက်တဲ့စကားကတစ်ချိန်လုံးချစ်ပြနေတဲ့အမျိုးသားစီကထွက်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူးဒီမိန်းကလေးကိုဘာကြောင့်ဒီလောက်အထိရက်ဆက်ရတာလဲဆိုတာအစကနေပြန်ကြည့်လိုက်ရအောင်ပွဲတစ်ခုမှာချိုးယွန်ဆိုတဲ့မိန်းကလေးဟာဝိုင်းနဲ့အပတ်ခံလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲချင်းရွေးဆိုတဲ့လူချမ်းသာလေးကသူမကိုကာကွယ်ပေးပြီးအားလုံးရှိမှလက်တွဲခေါ်သွားခဲ့ပါတယ်သူကမင်းတို့တွေကဘသူကသူမကိုထိရဲလဲကြည့်ရသေးတာပေါ့လို့ဒေါသတကြီးပြောလိုက်တာကသူမအတွက်တော့အယမ်းကိုအားကိုးစရာကောင်းနေခဲ့ပါတယ်ချိုးယွန်ကအဝိစားတန်ရှင်းရေးလုပ်ဖို့တန့်စင်ကန်းနဲ့ရောက်နေတော့အန်ချီဆိုတဲ့မိန်းကလေးရောက်လာပြီးတောချက်ကဘယ်တော့မှတောင်းမဖြစ်နိုင်ဘူးမင်းကိုမင်းလည်းပြန်ကြည့်ဦးလို့စော်ကားပါတယ်ဒါအပြင်သူမကချင်းရွေရဲ့ဆိတ်ဆက်ထားသူလို့လည်းကြွားလုံးထုတ်ပြီးချိုးယွန်ကိုနှိမ်ချလိုက်ပါတယ်ဒါပေမဲ့ချိုးယွန်ကအရှုံးမပေးပါဘူးမင်းရဲ့ပါဇက်ကတိတ်နန်တာပဲငါဆေးပေးမယ်လို့ပြောပြီးအန်ချီရဲ့ခေါင်းကိုရေကန်နဲ့အတင်းနှစ်ပစ်လိုက်ပါတယ်အန်ချီကရုန်းကန်နေပေမဲ့ချိုးယွန်ကတော့အပြုံးမပြတ်ပဲဒါကမင်းအတွက်သင်ခန်းစာပဲနောက်တစ်ခါဆိုရင်ဒီထက်မကဆိုးလိမ့်မယ်လို့တတိပေးလိုက်ပါတယ်ဒီမိန်းကလေးကကြည်ရတဲ့လောက်တော့တိတ်မရိုးရှင်းလာပါဘူးအဲ့ဒီအချိန်မှာပဲချင်းရွေရောက်လာပါတယ်အန်ချီကသူမကိုအနိုင်ကျင့်ခံရတယ်လို့ဟန်ဆောင်ပေမဲ့ချိုးယွန်ကပိုပြီးပါနှက်ပါတယ်သူမကကျမ်းပြင်ပေါ်မှာလဲကျနေပြီးတနာစရာကောင်းတဲ့ပုံစံနဲ့ချင်းရွေကအယမ်းနာတယ်လို့ပြောပြီးချင်းရွေရဲ့ဂယုဆိုင်မှုကိုရယူလိုက်ပါတယ်ချင်းရွေကလည်းအန်ချီကိုဂယုမဆိုင်ပဲချိုးယွန်ကိုပွေ့ချီပြီးထွက်သွားပါတော့တယ်ချင်းရွေကသူမကိုအပြင်ဘက်ကိုပွေ့ချီသွားပြီးအေးမာဆိုလို့သူ့ရဲ့အနှွေးတွေကိုခြုံပေးပါတယ်မင်းကငါရဲ့စစ်ဆက်ထားသူမဟုတ်ဘူးလားလို့သူမကမနာလိုတလို့နဲ့မေးတဲ့အခါအဲ့ဒါလူကြီးတွေသဘောတူထားတာငါသဘောမတူဘူးလို့သူကရှင်းပြခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာအရန်ရိုမန်တဆန်နဲ့အနံတစ်ခုဖြစ်လူနီးပါးအထိရင်းနှီးသွားကြပြီးချင်းရွေကသူမရဲ့မေးစေးလေးကိုကန်ကစိုက်ကြည့်နေခဲ့ပါတယ်ဒါကိုမနာလိုတဲ့အန်ချီကလူသက်သမားငှားပြီးချိုးယွန်ကိုတတ်ဖို့စီစဉ်ပါတယ်တစ်ဖက်မှာလည်းချိုးယွန်ကအိမ်ထဲမှာတခုခုကိုရှာနေရင်းအနေနဲ့ရင်ဆိုင်လိုက်ရပါတယ်သူမကလင်ကန်းကဘယ်မှာပုန်းနေတာလဲလို့ပြောရင်းရှာဖွေနေတော့မှပဲလူသက်သမားကနောက်ကနေရောက်လာပါတယ်လူသက်သမားကဓာတ်နဲ့ထိုးဖို့လုပ်နေတော့မှပဲချင်းရွေကအချိန်မီရောက်လာပြီးသူမကိုကဲတင်ခဲ့ပါတယ်သူကဆိုဖာပေါ်ကနေခုံကျော်ပြီးလူသက်သမားကိုတိုက်ခိုက်ခဲ့တာပါဒါ
ဒါပေမဲ့တိုက်ပွဲအတွင်းမှာချင်းရွေဟာအစိတ်လူးထားတဲ့ဓာတ်တံရရသွားခဲ့ပါတယ်။ချိုးရွံကဒီဓာတ်မှာအစိတ်ပါတယ်လို့လန်တကြားပြောလိုက်ပေမဲ့ချင်းရွေကတော့သူမကိုပဲစိတ်ပူနေခဲ့ပါတယ်။ချိုးရွံကသူမရဲ့ထူးခြားတဲ့စွမ်းအားကိုသုံးပြီးချင်းရွေရဲ့ဒဏ်ရာကိုကုသပေးလိုက်ပါတယ်။သူမရဲ့လက်ကနေအလင်းတန်းတွေထွက်လာပြီးဒဏ်ရာကိုပျောက်ကင်းသွားစေတာပါ။သူမဟာရိုးရိုးမိန်းကလေးမဟုတ်ပဲတစ်ဖက်လူရဲ့ဒဏ်ရာကိုပျောက်ကင်းအောင်လုပ်ပေးနိုင်တဲ့ဆေးလူသားတစ်ယောက်ဖြစ်နေတာပါ။သူမကငါ့ကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်။ချင်းရွေတတိယလာတဲ့အခါသူ့ရဲ့လက်ထောက်ကတခင်လေးဒီမိန်းကလေးကိုတကယ်ပဲချစ်မိနေပြီလားလို့မေးပါတယ်။အဲ့ဒီအခါမှာတော့ချင်းရွေကငါကဆေးလူသားတစ်ယောက်ကိုဘလို့လှုပ်ချင်မှလဲသူမကငါအတွက်တွေးလူပန်းနဲ့ကုသရေးကိရိယာတစ်ခုပဲလို့အေးဆက်ဆက်ပြောလိုက်ပါတယ်။အိပ်ပျော်နေဟန်ဆောင်နေတဲ့ချိုးရွံဟာဒီစကားကိုကြားပြီးရင်ခွဲမတက်ခံစားလိုက်ရပါတော့တယ်။